ကဲဒီနေ့ဆရာတို့ပြောမယ့်အကြောင်းအရာက light and shadow ဆိုတဲ့မကြီးမှာအခြေခံဖြစ်တဲ့ဟုတ်လားအခြေခံလည်းဖြစ်တယ်အရေးလည်းကြီးတယ်ဟုတ်လားဒီအခြေခံလေးသိရင်ဒီအလင်းအမှောင်သဘောတရားတွေကောင်းကောင်းသိရင်ပုံလေးတွေကောင်းကောင်းဆွဲလို့ရမယ်ဟုတ်လားနော်အဲ light and shadow မှာဆိုရင်သူမှာ value ဆိုတဲ့ဟာရှိတယ်ဒီ value ဆိုတဲ့ဟာအရေးကြီးတယ်နော်ဒီ value ကအရေးပါဆုံးပဲ value ကဘယ်လိုလဲဆိုတော့ဆရာတို့ခဲတန်နေလေခဲတန်နေမှာဆိုရင်HB ဟုတ်လား 2B 2B ကနေပြီးတော့ 3B 4B 5B 6B 9B ဟုတ်လားတချို့ဆိုရင်11B 12B လောက်ထိရှိတယ်နော်ခဲတန်တွေကဟိုအစားစားပဲနော်ခဲတန်မျိုးစားတွေတချို့တွေထုတ်ထားတာအဲ့မှာဆရာတို့ခဲတန်လေးမှာကြည်လိုက်ရင်လေအမှာသူတို့နံပါတ်လေးတွေရှိတယ်ဟုတ်လားနော်အဲ့ HB ရတယ်ဆိုတော့ HB ဆိုရင်ခဲတန်လေးကမိတ်လေးဟုတ်လားတဖြည်းဖြည်းအလင်းဘက်ကနေပေါ့နော်အလင်းဘက်ကနေ shadow ဘက်ကို light and shadow ဆိုတော့နော်ဒီဟိုပေါ့ဒီအမှောင်ဘက်ချမ်းကိုရောက်လာပေါ့ဟုတ်လားဒီ shadow အရိပ်ဘက်ကိုရောက်လာတာပေါ့နော် HB လေးကမှိန်မယ် 2B လေးကနည်းနည်းလေးထင်လာဟုတ်လား 3B ဆိုရင်နည်းနည်းလေးထင်တယ်နော်အမှ 9B ဆိုရင်ရမ်းကြီးထင်သွားပြီဟုတ်လားတဖြည်းဖြည်းတက်လာတာသူ့ရဲ့ value လို့ခေါ်တယ်နော်အဲ့ဒါမှဆရာတို့ဒီပကြီးမှာဆိုဒီ value ဆိုရဲဒီအဲ့သဘောတရားလေးကိုသိရမယ်နော်အဲ့ဒါကိုသုံးပြီးတော့ဆရာတို့ဒီ sphere လေးတစ်ခုဟုတ်လားစက်လုံးလေးတစ်ခုဆွဲကြည့်မယ်ဘောလုံးလေးတစ်ခုပဲလုံးဝအခြေခံလေးဟုတ်လားနော်ဘောလုံးလေးဆွဲမယ်ဆိုရင်သူ့ရဲ့ mid tone တွေရှိမယ်ဟုတ်လားဒီနေရာမှာဆို mid tone လေးတွေနော် mid tone ရှိမယ် highlight ရှိမယ် highlight ကအလင်းလုံးဝထိနေတဲ့နေရာ highlight ဖြစ်သွားတာပေါ့ဟုတ်လားပြီးတော့ cold shadow ပေါ့ cold shadow ဆိုတာဒီအရိပ်ကြတဲ့နေရာပေါ့ဟုတ်လားပြီးတော့မှ cast shadow ရှိမယ် cast shadow ကလုံးဝအရိပ်ကလုံးဝမှောင်သွားတာဟုတ်လားသူကအလင်းမရှိတော့ဒီဟိုကြီးက sphere ကြီးကဒီအရိပ်ကိုကြလာတယ်အဲ့အရိပ်ကြလာတဲ့နေရာမှာလည်းဆရာတို့ဒီ sun ray တွေကအပြိုင်လာတယ်လေဟုတ်လားအဲ့အပြိုင်လာတော့ဒီသူ့ရဲ့ဘောလုံးရဲ့အနားကိုဖြတ်ပြီးတော့တချို့တွေဆိုရင်အရိပ်ကဒါဆရာအရိပ်ကပြတ်တဲ့ဟာကိုပြထားတာဟုတ်လားရှပ်ဖြစ်တယ်ပေါ့ရှပ်ဖြစ်တယ်ဆိုတော့ဒီအရိပ်ကလုံးဝကြည့်လိုက်ရင်ပြတ်သားနေတာပေါ့တချို့အရိပ်လေးတွေကဝါးနေတဲ့ဟာကသူ့ရဲ့ source of light ကအရင်မထင်ရှားဘူးပေါ့ဟုတ်လားနော်ဒီအရိပ်လေဆရာတို့ဓမီနဲ့ထိုးကြည့်လိုက်လေဓမီကဘောလုံးကိုဓမီနဲ့ထိုးကြည့်လိုက်ရင်ဓမီကဝေးလေအရိပ်ကဝါးလေပဲဟုတ်လားဓမီနဲ့ဘောလုံးနဲ့နီးလေအရိပ်ကပြတ်သားလေပဲဟုတ်လားကိုပါကိုစမ်းကြည့်ပေါ့နော်ဘောလုံးတစ်လုံးနဲ့ကိုပါကိုစမ်းထိုးကြည့်ဟုတ်လားအဲ့အရိပ်သဘောတရားကိုနားလဲကြည့်အဲ့မှာ reflected light ဆိုတာရှိတယ်ဟုတ်လား reflected light ဆိုတာဒီကျမ်းပြင်ကနေပြီးတော့ကျမ်းပြင်ကထားပါတော့ဆရာတို့အဖြူရောင်ပဲထားပါတော့ဒီမှာဆိုရင်ဟုတ်လားဒီကျမ်းပြင်မှာလည်းအရောင်တွေရှိမယ်ဆရာတို့ပတ်ဝန်းကျင်မှာရှိတဲ့အရောင်တွေမှန်သမျှကဒီ object ပေါ်ကိုလာပြီးတော့ဒီအရာဝတ္ထုပေါ့နော်ဒီမှာဆိုဆက်လုံးပေါ့အဲ့ဆက်လုံးပေါ်လာပြီးတော့အရောင်တွေလာပြီးတော့ထင်ဟပ်တယ်အဲ့ထင်ဟပ်တဲ့အခါမှာအဲ့ထင်ဟပ်တဲ့အရောင်လေးတွေလည်းပါတယ်အရိပ်ဘက်မှာပါတဲ့ဟာမျိုးပေါ့နော်အဲ့ reflected light အဲ့အရိပ်ထဲမှာအဖြူရောင်လေးနည်းနည်းရောသွားတယ်နော်အဲ့မှာ ambient occlusion ကြတော့ဒီ sphere ပဲသူ့ကိုပို့ပြီးတော့ထင်ရှားအောင်လို့ဆရာတို့ဒီဘက်ကရှေ့ရပဲမြင်ရတယ်ဒီအနောက်ဘက်မှာအရောင်တွေကဆရာတို့ဒီမျက်စိကမြင်ရတဲ့ဟာဟိုအနောက်ဘက်ကိုလှမ်းမြင်မမြင်အောင်ဟုတ်တယ်မလားအဲ့မမြင်ရတဲ့ဟာကိုအရိပ်ပေါ့ထားပါတော့လက်ကြားတို့ဟုတ်လားအရိပ်ကလက်နှစ်ခုလက်ချောင်းလေးတွေကြားထဲမှာရှိတဲ့အရိပ်လေးတွေကအဲ့အရိပ်ကဆရာတို့မြင်ရတယ်လို့ပဲ ambient occlusion ကြတော့ inclusion ကြတော့သူ့ရဲ့အဓိပ္ပာယ်က include ဆိုတာကပါဝင်တာပေါ့ ambient ဆိုတာအလင်းပေါ့ပြောရမှာဆို ambient ဆိုတာ light သဘောမျိုးပဲเนาะအလင်းမပါဝင်ဘူးအဲ့နေရာမှာဟုတ်လားအလင်းမပါဝင်တော့အဲ့ဘေးကသူ့ရဲ့ shading လေးတွေကနော်သူဘေးနားမှာအဲ့လို
ဟိုပေါ့ဟိုဟာလေးဖြစ်နေတာပေါ့သူကအရေးကလေးတွေဖြစ်နေပုံစံမျိုးဟုတ်လားဟိုဘက်ကိုမမြင်အောင်ဆရာတို့ဒီဘက်ကလှမ်းကြည့်လိုက်ဒါပေမဲ့သူက sphere ပုံစံပဲဟုတ်လားအဲ့ ambient occlusion သဘောတရားလေးနားလဲဖို့လို့เนาะ sorry အဲ့တော့ဆရာတို့ပြန်ပြီးတော့အနှစ်ချုပ်လိုက်ရင်เนาะဒီမှာဆိုလဲ molecule လေးတွေရှိတယ်ပေါ့เนาะပြောဖို့ကြံသွားတယ်เนาะ molecule ဆိုတာကဒီတန်နေမှာဆိုရင်သူကအလင်းပြန်တဲ့ဟာမတူဘူးဟုတ်လားတန်ထဲမှာရှိတဲ့ molecule လေးတွေကသူကဟိုညီလေးတွေဖြစ်မှာပေါ့เนาะသူကဟိုစိတ်နေတာပေါ့ဟုတ်လားသူ့အလင်းပြန်လိုက်ရင်သူကဓာတ်ရိုက်ပြန်တာပေါ့ဟုတ်လားပြီးတော့ဒီတစ်သားတွေပါရှိတယ်အတွင်းထဲမှာရှိတဲ့ molecule တွေကြတော့သူကကြီးလိုက်သေးလိုက်ပေါ့ဟုတ်လားသူကတစ်သားတို့ဝါတို့เนาะဟိုကတ်တရာလမ်းတို့ပြီးတော့အဲ့လိုမြေကြီးတွေပါတော့ပေါ့เนาะအဲ့လိုမျိုးပေါ့ဒီ wood တို့ပါတော့မှရှိတယ်တစ်သားမှာရှိတဲ့ molecule လေးတွေကသူကတစ်ခုနဲ့တစ်ခုမညီမညာလေးပေါ့အဲ့ဒါကြောင့်သူတို့အလင်းပြန်တဲ့အခါမှာသူက direction မျိုးစုံပြန်တယ်ဟုတ်လား direction မျိုးစုံပြန်တော့သူ့ရဲ့အလင်းပြန်တဲ့သဘောတရားမတူဘူးเนาะဆရာတို့ဒီဟို steel ဘောလုံးကိုအလင်းပြန်တာနဲ့ဒီတစ်သားဘောလုံးကိုအလင်းပြန်တာမတူဘူးဟုတ်လားအဲ့အလင်းပြန်မတူတဲ့သဘောတရားတွေကိုသိရမယ်เนาะဒီမှာဆိုရင် light and shadow ဆိုတာကသူက value တွေပေါ်မှာအခြေခံပြီးတော့ဆွဲသွားတယ်ဟုတ်လားဆရာတို့ highlight ကိုဆွဲတဲ့အခါမှာကျတော့လုံးဝလှော်လိုက်လို့ရတယ်เนาะဒီ highlight နီးမှရှိတဲ့ဟိုဟာလေးတွေ mid tone လေးတွေပေါ့ဟုတ်လား mid tone လေးဆွဲရင်ဆရာတို့ 3B တို့ 4B တို့လောက်တုံးပြီးတော့ဆွဲလို့ရတယ်လေဒီခဲတန်နဲ့ပဲခဲပကြီးဆွဲမယ်ဆိုရင် 2B 3B လောက်နဲ့ပဲဆွဲလို့ရတယ်ဟုတ်လားဒီ shadow back chance ဆွဲမယ်ဆိုရင်တော့ 6B ဟုတ်လား 6B ကနေစပြီးတော့ 7B 8B ဟုတ်လားဟို 9B လောက်ထိเนาะဆွဲလိုက်လို့ရတယ်တချို့ဆို 6B 3B 6B လောက်နဲ့တော့ရင်လည်းရတယ်ဟုတ်လားဒီ co shadow back ကိုပေါ့နော် co shadow ဆွဲရင်တော့ 6B ကနေစဆွဲပေါ့ဟုတ်လား mid tone လောက်ဆိုရင်တော့ 3B လောက်ကနေစဆွဲပေါ့ဒီ shadow back chance ဆွဲမယ်ဆိုရင်တော့ 6B အထက်ပေါ့ဟုတ်လား 6B ကိုလည်းဟိုမှုံးနေအောင်ချဲလိုက်လည်းရတယ်ဟုတ်လားနော်မှုံးနေအောင်ချဲလိုက်တယ်ဆိုရင်ဟွာဖြစ်သွားတော့ပေါ့အရေးဖြစ်သွားတော့ပေါ့အရေးထဲက reflected light သဘောတရားကိုသိဖို့လိုတယ်နော်ဆရာတို့ပြန်ချုပ်လိုက်ရင်နံပါတ်1ကဒါ highlight ရှိမယ်နော် highlight ရှိမယ်အလင်းကလုံးဝထိလာတဲ့နေရာပေါ့နော် highlight ရှိမယ် mid tone ရှိမယ်နော် mid tone ရှိမယ်ဒီမှာ co shadow ကနံပါတ်3ထားပါတော့နော် co shadow ရှိမယ်နော်ပြီးသွားရင် cast shadow ကနံပါတ်4ပေါ့ reflected light ကနံပါတ်5ပေါ့ဟုတ်လားပြီးတော့ ambient occlusion နော် ambient occlusion ကြတော့ဒီဟွာရဲ့အနားမှာရှိတဲ့အရေးကလေးတွေနော်ဒီအနားသက်ပေါ့ rim light လေးပေါ့ rim shadow လေးလို့ပြောလို့ရမှာပေါ့နော်ကဲအဲ့ဒါဆိုရင်ဒီအလင်းမှောင်သဘောတရားကိုနားလည်ပြီလို့ထင်တယ်နော်ဒါကဆရာ sphere လေးနဲ့ပဲရှင်းပြထားကိုဘကိုဒါ sphere အပြင်ဒီဟိုကိုဘတုံးလေးတွေဆွဲကြည့်လို့ရတယ်နော်ဒီဟိုဟာ pyramid ပုံစံလေးတွေဆွဲကြည့်လို့ရတယ်အိုးလေးတွေဆွဲကြည့်လို့ရမယ်နော်ဒါဒီအခြေခံသဘောတရားလေးသိဖို့လိုတယ်โอเคเนาะဒါဆိုရင်နားလည်လောက်ပြီလို့ထင်တယ်ကဲဆရာတို့နောက် lesson မှာပြန်တွေ့ကြမယ်เนาะ see you at next class next lesson bye bye